စီးရဲ့လုံးနေတယ်လားစီးလာတယ်ဟုတ်မင်းတို့ရေသုံးကနားမလဲတဲ့ကောင်ဟွာဝေးရတယ်လားလားပစ္စည်းလာတယ်ဟုတ် အေးလာပါပြီဆရာတကယ်ကျေးဇူးရှင်လာပါပြီဗျာ ဟောဟုတ်900 မင်းတို့ကိုရလေကွာမနေပါလားဖြာတွေရောပြီးနေအိတ်တွေရောပြောင်းတက်နေရပဲအိမ်ကပြောင်းလာတာလား ဟာရန်ကုန်ဆိုတာဖြူစလားမဲလားဆိုတာငါသိရမဟုတ်ဘူးလေကွာအဲ့တော့ပစ္စည်းတွေဆိုယူလာရတာပေါ့ဟဲ့စကားများနေနေနော်ပြောနေကြတယ်သဲ အေးပါအေးပါ မင်းပြောတဲ့နာများဆိုဒီကောင်းလား ဟာဟုတ်တယ်ကျွန်တော်နံပြားဆိုကျုပ်ပဲအဲ့မောင်ခမရဒီတိုင်းကြည့်နေပါလား ဟာဒီတိုင်းကြည့်လို့ငါဘာလို့ရမှာတော့ ပစ္စည်းတွေကူတယ်လေခမရလူငွေးနားမယ်လို့လားကျုပ်ကအဝေးကနေလာရတာဧည့်တယ်နော်ပစ္စည်းတွေသွားထားလိုက်ကျုပ်ပြီးမှနေရလာချမယ်သွား နောက်ဖွေးမှသွားထားလိုက်တော့နော်ဟုတ်ကဲ့ တို့လူငွေးခုံးမတဲ့လူတွေဗျာဘလို့လဲဟာ ငါမင်းကိုမနေ့ကမှရောက်လာမယ်ထင်းနေတာကွာ ဟာမင်းလောက်ကတပတ်မှတရက်ပဲပိတ်လာဆိုအဲ့တော့အလုပ်ပိတ်တဲ့ရက်ကိုလာရတာဗောနှမငါရွာလဲနေဦးမှာ အေးဒါလည်းဟုတ်တာပဲနော် อืม မင်းကရန်ကုန်သားမရောက်ဘူးလားနော်ဒီနေရာတော့ဆက်ဆက်မဲ့လာတတ်တာပဲ ဩစိုက်စိုက်မြဲမြဲတော့လေဘေးရောက်ပါမလဲရောက်ပါရဲ့လမ်းမှာငှားလာတဲ့ကားပြက်လို့ဒုက္ခရောက်သေးတယ်ဒါပေမဲ့လေအစိုးရအကောင်လို့ပြောရမှာပဲကားပြက်ပြီးတော့ငါဘာလို့ဘာကန်မှုဒီဖြစ်နေတော့လေဟိုပင်ရမာလေးတစ်ကောင်ငါတွေ့ခဲ့တယ်ဒါဆိုရင်မင်းတွေ့လိုက်တဲ့ကိနေယာမာလေးကအရန်ချိုးတာပေါ့နော် ဩချိုးချက်ကတော့ဆက်ဆက်ကိုယူနေတာပဲနော်မယုံမရှိနဲ့လမ်းကြုံမျိုးမှာပြ အေးငါလည်းအဲ့ဒါမျိုးအရင်စိတ်ဝင်စားတာကွာ အတူတူပဲ ကဲဟုတ်ပါပြီခဏနေပါဦးမင်းတို့အဲ့ကိန်းနေရကိစ္စခဏထားလိုက်ပါဦးဒီတဲ့အရေးကြီးတဲ့ကိစ္စဒီကောင်အလုပ်ကိစ္စလေဟဲ့မင်းကငါတို့နှစ်ယောက်လှုပ်တဲ့ဖန်ရှင်ဆိုင်မှာအလုပ်ဝင်လုပ်မယ်ဆိုတကယ်လားကျင်းသေးလား ဟောကျင်းသေးတာဗောဗျာကျုပ်ကိုတူးကိုချုံပြီးအလုံးလုံးချင်လုံးလေဒီမှာအိမ်ကဖျားဦးတော့ပြင်ပြီးတော့ရန်ကုန်တက်လာတာဗျဗာလေအလုံးအခုလုံးအောင်မလုပ်မယ်လား ခဏလေးပါခဏလေးပါဟောခဏ ဒီ လေး နေ့ကအလုပ်ပိတ်ရက်ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့မနေ့ကမနေ့8နာရီကြာမှငါတို့နဲ့အတူတူအလုပ်ဝင်ရမှာအခုမင်းလည်းခီးပတ်လာပြီဆိုတော့တေးတယ်မောအိတ်လိုက် ဒီမှာအိတ်လိုက်ကွာ အော်ပြီးအော်တယ်ရောဘာဒီလေးသာ အဲ့ဒီတော့ဘာမှမပူနဲ့ဗျာတပည့်ကုန်ပေါ်မှာငါတလောင်ရင်းရှိတယ်ဗျာမင်းစားကြီးမှာဆွဲလိုက်ကွာစာပြီးဆွဲလိုက်ဟမ် လိုက်တီးလိုက်တာရောက်ခါ မစားဘူးလေကွာ ဒီကလည်းရင်းညံ့နေစီတယ်လား ဩဃာတာကေကံဝစီကံမနောကံတပ္ပဒောသခသိန်းသောပြစ်တို့ဟောပြပါသေးခြင်းအကျိုးငါပထမဒုတိယတတိယ